မင်္ဂလာပါရှင်လီလီဖြစ်ပါတယ်ဒီနေ့ကိုရီငငယ်တုန်းကနဲ့အသက်ကြီးလာပြီးနောက်ပိုင်းအတွေးတွေမတူတော့တဲ့အကြောင်းအရာလေးတစ်ခုပြောပြချင်တာပေါ့နော်လီလီတို့ငငယ်တုန်းကဆိုရင်တငယ်ချင်းချင်းလေးနေပါရောင်ကြိုက်လဲငါးပါရောင်ကြိုက်လဲအဲ့လိုမျိုးမေးကြတယ်လေအဲ့တော့မှဘယ်အရောင်ကအကြိုက်ဆုံးဘယ်အစားအစာကိုအကြိုက်ဆုံးဘယ်မြင်းသားကတော့အကြိုက်ဆုံးဆိုအဲ့လိုမျိုးပြောကြရကွယ်အဲ့တော့မှမမေ့ရအဲ့လိုနာလီလီကပြောခဲ့ရဟိုပါတဲ့အနီရောင်အကြိုက်ဆုံးလို့ပြောခဲ့ရပါသိလားဒါပေမဲ့အခုစဉ်းစားကြတော့နော်အခုအသက်ကြီးလာတဲ့နောက်ပိုင်းပေါ့နော်လီလီထင်တာပေါ့နော်တချို့ကြတော့ဥမာအစိမ်းရောင်ကြိုက်တယ်ဆိုဟိုခေါင်းရောင်လည်းအစိမ်းရောင်စကုတ်ကိုလည်းအစိမ်းရောင်ကိုယ့်ရဲ့အသုံးဆောင်ပစ္စည်းကမှအစအကုန်လုံးအစိမ်းရောင်ဝယ်ကြရကွယ်လီလီလည်းအဲ့လိုလုပ်ခဲ့တဲ့နှစ်လေးရှိရပေါ့နော်ဥမာအနီရောင်ကြိုက်တယ်ဆိုရင်ကြောက်ဖို့အကအစအနီရောင်ဘီကိုလည်းအနီရောင်ဖနက်ကိုလည်းအနီရောင်အဲ့လိုမျိုးဝယ်တာရှိရဆိုပေမဲ့နောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့ဘလို့ဖြစ်လာလဲဘာမှအကြိုက်ဆုံးလို့မရှိတော့ဘူးဒါပေမဲ့ကိုကအခုပေါ့နော်ဖနက်သွားဝယ်လိုက်တယ်ပေါ့နော်ကိုမျက်လုံးအာယုံထဲမှာဖနက်ကအနီနဲ့အဖြူနဲ့ချထားတယ်ပေါ့နော်ဒါပေမဲ့ကြိုက်တာတော့အနီရောင်ပဲဒါပေမဲ့ကိုခံစားနေရတာအဖြူရောင်လေးဆိုရင်ပို့ပြီးတော့ကောင်းမှာပဲမိုက်မှာပဲလို့ခံစားရတယ်အနီရောင်မျိုးပဲနဲ့အဖြူရောင်ဝယ်ခဲ့လိုက်တယ်ပေါ့နော်ဥပမာမြန်မာဝမ်းဆက်သွားကြည့်ရပါတော့ကိုကတော့ကြိုက်တာအနီရောင်မှန်တယ်ဒါပေမဲ့ကိုသွားကြည့်လိုက်တဲ့အချိန်မှာဟိုကောင်းရင်ပြန်အောင်လေးကပို့ပြီးတော့ကိုဟိုလိုစိတ်ကိုအဲ့ဒါကိုပို့ပြီးစိတ်ဝင်စားနေရပေါ့နော်အဲ့ကြရင်ငါကြိုက်တာတော့အနီရောင်ပဲအနီရောင်ကြိုက်လို့အနီရောင်ယူရမယ်လို့မတတ်မှတ်ထားဘူးပေါ့ဒါပေမဲ့ငယ်တုန်းကငါအနီရောင်ကြိုက်တာပဲအနီရောင်ယူရမယ်လို့တွေးဘူးပဲဒါပေမဲ့နောက်ပိုင်းကျတော့အဲ့အနီရောင်မယူတော့ဘူးကိုကြိုက်တာအနီရောင်ဆိုပေမဲ့အဲ့အပြာရောင်စိတ်ကခံစားနေရရင်ကိုအာယုံရတဲ့အပြာရောင်ပဲယူခဲ့လိုက်တယ်အဲ့ဒါမှဒီနေ့ပြောချင်တာပါလဲဆိုတော့ကိုဒီအခုမှတတိထားမိတော့ကွာအခုလီလီဝတ်ထားညာအိမ်ကြီးကပန်းရောင်ငကိုတွေကတရုပ်စာရှိပြီးသားပါမမမြန်မာပြည်ကနေပို့လိုက်တာပေါ့ဒါပေမဲ့အခုလီလီက3နှစ်ပြည့်တော့အိမ်ပြောင်းလာရပေါ့နော်အိမ်ပြောင်းလာတော့အခုဒီမနေ့မှလေပစ္စည်းနေရာချနေကြည့်လိုက်တော့တော်တော်များပစ္စည်းတွေကပန်းရောင်နေဖြစ်နေတယ်အသက်ကြီးလာပြီးတော့ပဲပါဟိုအနုရောင်တွေပဲကြိုက်နေလားမသိဘူးအသက်ကြီးရမကြီးရတယ်တော့မဆိုင်ဘူးလို့ပဲပြောရမှာမပြောတတ်တော့လီလီပြမယ်ဘာကိုပန်းရောင်မလဲဆိုကတော့နော်ဖက်နဲ့ပန်းရောင်ညာအိတ်ဝမ်းစက်ဒီမှာပန်းရောင်အောက်ပြီးတော့ဒီမှာထမင်းဘူးအိတ်ပန်းရောင်ဘယ်လိုပြလို့ဝယ်မိသွားလဲမသိဘူးဟောဒီမှာဟင်းခတ်ဆုံးပန်းရောင်အာရောနော်စင်ညဒီမှာဘူးလေးတန်းရောင်ပြီးတော့ရှိသေးတယ်ကက်ကြီးပန်းရောင်တဲ့ဆန်ဆန်ကိုဟိုဘက်အလုတ်ကနေအလုတ်ပြောင်းတော့အနီကြီးကနေစုပြီးလက်ဆောင်ပစ္စည်းဝယ်ပြလိုက်တဲ့ဘူးလေးကလည်းအဖြူလေးနဲ့ပန်းရောင်လေးနဲ့ရောထားနော်ပြီးတော့ရှိသေးရဲ့လီလီပြအောင်မယ်အော်ဒီမှာဒီလိုလိုက်မယ်ဒွာရဝဲရကွယ်ဒီမှာဒွာရလည်းပန်းရောင်ပြီးတော့ဒီဒါကျတော့မြန်မာပြည်တွေကဝယ်ခဲ့ရပါဒါလေးကလည်းပန်းရောင်ချိသေးရနော်ပန်းရောင်ဘာဟောပန်းရောင်ဝယ်ဒါကတော့ကုမ္ပဏီကတတိယဝယ်ပေးတာတက်ဆန်ဆန်သူကလည်းပန်းရောင်ဖြစ်အဲ့ရခင်းနဲ့ခြုံဆောင်တယ်ဒါကလည်းသူ့ဒါတော့သူ့ပန်းရောင်ဖြစ်သွားကွယ်အဲ့ဒီမှာဟဲ့စီချီနင်းကောင်ကလည်းပန်းရောင်ပြီးဒီမှာခီးချင်းကလည်းပန်းရောင်ဟောဒီမှာလီလီကဖျားဦးစီလုံးမလုံးဆိုပြီးတော့ဗောနော်ဘယ်ကတရားတခြားရေးပိုင်းမတက်ဆင်ရသေးလို့မိုးရသေးဘူးအခင်းအိမ်ရခင်းအောင်မှာတရားခင်းဖို့ဆိုပြီးတော့ဒါလည်းပန်းရောင်ဒီမှာဓာတ်ပုံပေါင်းလည်းပန်းရောင်ဒီမှာဒီနိုင်လေးကတော့ငကိုတွေကရှိနေရပါဒါလေးကလည်းပန်းရောင်ပဲအဲ့လိုလေးဖြစ်သွားရပေါ့နော်အဲ့ဒါလေးလာပြောပြတာပါဘာမှတော့မဟုတ်တိုက်တဲ့ဆန်ဆန်ဒီမနေ့မှကြည့်လိုက်တော့ဒီမှာညအိတ်ဝတ်ထားလဲပန်းရောင်ခဏကလည်းပန်းရောင်အားကြောင့်ဟာငါဘလို့ဖြစ်လို့ပန်းရောင်နေရွေးမိသွားလဲမသိဘူးပေါ့နော်ပစ္စည်းတော်တော်များကြည့်တယ်တော့အကုန်လုံးပန်းရောင်နေဖြစ်ပန်းရောင်ရနောက်တစ်ခုကကောင်းကင်ပြရောင်အဲ့လိုမျိုးအရောင်လေးပေါ့နော်အဲ့လိုမျိုးလေးဝယ်ဖြစ်သွားပြီးတော့တတိထားမိသွားလို့ဒါပြောပြတာပါရှင်ဘိုင်ဘိုင်ဒါပါပဲဆုံးလေးကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်အဲ့လိုနောက်တော့ဒီလောက်ပါ